ခေါက်ဆွဲပြုတ်ချက်တာကဘာထူးခြားလို့ဗီဒီယိုတင်နေရတာလဲလို့မင်းရင်ဒီအထုပ်ကိုပြုတ်လိုက်တာဒီလိုမျိုးထွက်လာလို့ပါဒီနေ့ဗီဒီယိုကတော့အစားအသောက်နဲ့ပတ်သက်ပါတယ်အဲဒါကြောင့်မလို့ပြီးဖို့အကြောင်းလေးရောက်နေတာပါအဲဒီအကြောင်းကိုစပြောရမယ်ဆိုရင်ကျွန်တော်တို့ငယ်ငယ်ကကြည့်ခဲ့ရတဲ့ TV မှာလာတဲ့ဒီခေါက်ဆွဲပြုတ်ကြော်ညာအနေစရမယ်ထင်တယ်人这宝宝才把我钱要比，钱要哪来嘞？刚来的考试，这对这个刚登前人这宝考试，这个这大家的呢，人这宝考试，家的们人。ခုနကြည့်ခဲ့တဲ့ကြော်ညာထဲမှာလိုမျိုးခေါက်ဆွဲတဲ့ကိုချက်လိုက်ရင်ကြက်သားတွေကျဲဥတွေအရွက်တွေနဲ့ထွက်လာမယ်ဆိုပြီးတော့ကျွန်တော်တို့လိုမျိုးငငယ်တုန်းကတွေးခဲ့ကြဘူးလေလူတွေရှိမှာပါဒါပေမဲ့ကျင်းတဲ့အတိုင်းဖြစ်မလာခဲ့ဘူးဗျာအဲ့တော့ဒီနေ့ဗီဒီယိုကအဲ့ဒါကိုအကောင့်ထဲပေါ်ကြည့်ဖို့ပါအဲ့တော့ဝယ်ရမယ့်ဟာတွေစီရင်လုပ်ပါမယ်ကြက်ပေါင်ပါမယ်ဆလိုင်းရွက်ပါမယ်ငေဦးပြီးစိမ့်ပါမယ်ပြီးတော့ကျဲဥပေါ့ဒီဘေးနာကခါလေးနှစ်ခုကတော့ဘာမှမသိတော့မခဲ့တော့ပါဘူးကြက်ပေါင်ခေါက်ဆွဲဆိုတာဒီထုတ်ပါမလားဈေးရဲသွားမယ်ကြက်ပေါင်ဆလန်ရွယ်ငယ်ဦးသီးစိမ့်ဝင်မယ်ကဲဆုံးပြီဆိုတော့စချက်ပါမယ်ဈေးထဲဝင်လာတဲ့ကြက်ပေါင်ကပုံတွေကလိုနီနီရဲရဲလှလှပပရဖို့ဆိုတော့ခက်ပါတယ်အဲဒါကြောင့်နီလာမလားလို့ကြော်လိုက်တာစီပေါက်တာပဲအခက်တင်ပါတယ်ခေါက်ဆွဲပြုတ်တာတော့ခက်ဆုံးပိုင်းပေါ့အခုဝင်လာတဲ့ကြက်သားခေါက်ဆွဲကကြော်ညာတဲ့ကြက်ပေါင်ခေါက်ဆွဲနဲ့တော့မတူပါဘူးအနည်းဆက်ဆုံးပေါ့ဒီရန်ရန်တို့မတို့ခေါက်ဆွဲပြုတ်တွေကအရင်တုန်းကနိုင်ငံခြားကတင်သွင်းတဲ့မဲ့ရင်ထိုင်တာမဟုတ်ဗျ1990ခုနောက်ပိုင်းကျတော့မှဒီမှာစက်ရုံတည်ပြီးထုတ်တာတဲ့ထိုင်းတစ်စိတ်မြန်မာထုတ်ပေါ့ကဲနောက်ဆုံးတော့ရပါပြီပဲဒီပုံတွေနဲ့ရောအခုဗီဒီယိုကြည့်နေတဲ့သူတွေထင်ထားတာနဲ့ရောအခုခေါက်ဆွဲပြုတ်ကဘယ်လောက်တူလဲဆိုတော့အမှတ်1ကနေ9အထိအမှတ်ကလေးပဲပေးသွားကြပါဦးကဲစားကြပါဦးဗျာကျွန်တော်တို့ကိုချက်ကိုကောက်ဆွဲပါပြီ